ke rumur kota wele sakiki chule me pa chikmata lukurina tenia chu phu mu pa la chu trabaje o pumona que te bajam ta dile que kana sal blano Awak buat atau aku coba mupana pada kalau walin dia fresh apa channel dia kalau zoom ya jauh aku channel orang pacu nanti kita punya lah dia lah nanti ya kita bayar kita punya no ini dah malah new lah orang new salah terus kan ada ni apa kan ada apa ada tu aku klik apa no kenanya lah kan ni pada latest niကိုကပါထပ်လာခံထားတာလေဆိုတာကကြည့်ရတယ်ကလေးမှာပြင်မွေးစင်းမှာ3မျိုးရှိရဆိုတာကကြည့်ရနော်တခုကတော့အစ်စ်မှာပေါ့နော်ပုံရှိတယ်3ညရှိတယ်ပြီး3ညရှိတယ်တွေ့ဘူးလားတွေ့ဘူးကလေးမှာပါတဲ့လေစစ်စာပြီးတယ်ဟုတ်တိလည်းအခုမတိဘူးစီပြန်ပြန်လုပ်လို့ရတယ်ပေါ့နော်ကနန်း3မျိုးရှိတယ်မတူကြဆမဒီခွက်ဒီမျိုးဒီခွက်ဒီမျိုးပြီးရင်ဒီကဆိုတာကနောက်တိုင်းဘလို့ပြီးရင်စစ်နော်ရှိတော့ရှိတာပေါ့နော်တူလာမတူလာကတော့ပြတဲ့ခံထားတဲ့ထောက်ထားလဲဆိုင်ပြီးတဲ့အတွက်ကြောင့်အဲဒါကြောင့်တရားချင်းစီကိုကြည့်ရနော်အခုပြောလို့မရဘူးကိုကကိုတဲ့ခံထားရှိတယ်ဆိုတော့တဲ့ခံထားရှိတယ်တုံညာခံထားရှိတယ်ဒါပေမဲ့ကိုမှခွိကလေးခွိရတာကတော့ဒီပညာရေးနဲ့ပတ်သက်တဲ့ကျွန်တော်တူပဲကျမရေးတော့ရုပ်ရှင်တော့တူနေတူမှာပေါ့နော်ဒါပေမဲ့နောက်တစ်ဆင့်ကတော့ဟိုနိုင်ငံတကာဆောက်လို့ရလားမရတာကကိုရဲ့ဒီကခံထားတဲ့စောင့်နေစားတဲ့ခံသွားတယ်နော်ဒါဆိုရင်ကလေးရဲ့နံပါတ်ကတော့3မျိုးရှိမယ်တစ်ခုကတော့မိဘကပေါ့နော်ဘာအကြီးလေးကန်ထားလဲဆိုတော့ passport ပေါ့နော်တော့ဘာအကြီးတာ passport လေးကန်ထားလဲဆိုတော့ကလေးကခုကလေးလေးရလာမယ်ဒီလိုဆိုရင်ကလေးမိဘတွေက3ညကန်ထားတဲ့မိဘတွေရှိတယ်ဆိုရင်တော့ခုကလေးကတော့3ညရလာမယ်မိဘမှာဆိုရင်10နှစ်ခန့်ရှိတယ်ဆိုရင်3ညရလာမယ်ပြီးလို့ဆိုရင်မိဘကဘာမှထပ်မရှိဘူးတောက်တိုင်ထားတဲ့အခါမှာဆိုရင်3ညကလည်းရလာတယ်ဒါကတော့စစ်စစ်လေးပဲနော်ဒီကလေးကပါကနေဘာဖြစ်လို့ဒီလိုကနေရလဲဆိုတာကကိုယ်နဲ့လည်းဆိုင်တယ်နော်အဲ့ဒါကစိတ်โอเคဒီစိတ်ပြီးပြီဆိုရင်ဒီမျိုးကတ်ထုတ်ရတော့မယ်နော်ကတ်ကလေးရောင်မတူနော်ကိုယ်နဲ့ဆိုရင်လည်းကတော့ပန်းရောင်ပေါ့နော်တူတော့တူပဲဒါပေမဲ့ဒီတုံရမှာဆိုရင်အဖြူရောင်ကလည်းမျိုးဖြစ်တယ်နော်ဒီလိုမျိုးကဘယ်တနည်းကနေတို့ထုတ်ဖို့ပေါ့နော်တို့တက်လာလဲဒီပတ်တိလားငါနဲ့ထုတ်ပြီးသွားလားဒါဆိုရင်ဘယ်လိုပတ်လဲပြီးတယ်ငါနဲ့ဆိုတာဘယ်လိုပတ်တာလဲနော်ကိုတီးပြီးဆိုရင်ဒါကိုယ့်ပြည်စီမှုပဲကိုကတီးတယ်ငါနဲ့မှလည်းမတည့်ရမသိဘူးဒီငါနဲ့ပြည့်ခိတ်ကမှ4နှစ်လား3နှစ်လားကိုကထားသူတို့ဘာလဲချက်လက်တွေရှိတယ်ပေါ့နော်ပြင်စင်ရမှာချက်လက်တွေရှိတဲ့ခါမှာဆိုရင်ဒီဘာလဲသိတယ်ငါနဲ့ကျွန်တော်ဓမ္မကငါနဲ့ကလေးဆိုရင်ဒီမှာဆက်လို့ရမယ်ဒါစင်ပါရီလို့ဆိုရင်စုံစမ်းလို့စီပြည်လေးအဲ့ဒါဆိုရင်ဘာမှတောင်းကြမလို့အခုစိတ်ကားလေးတော့ထားကြမလို့ကျွန်တော်တို့သိပြီးဆိုရင်ပေါ့နော်ဟုတ်တယ်သူတို့တက်မှာဟုတ်တယ်ခုနှစ်နေ့ဆိုရင်တော့ထိုင်းကလေးနော်ထိုင်းမျိုးဆိုရင်ခုနှစ်နေ့နော်ထိုင်းကလေးမှဆိုရင်အဲ့လိုပဲသူတို့ရဲ့ပြီးကြွားပြီးဆိုရင်လက်မလာရောက်ဆိုရင်တို့အမင်းအဖြစ်လုပ်တယ်ဒါကထိုင်းနော်မျိုးရိုးနမိတ်လည်းရှိတယ်ဒါပေမဲ့သူတို့ကတော့ခုနှစ်နေ့တော့ဘာဖြစ်လို့လာမရရလဲတဲ့ခရမ်းနေပြန်သွားလဲသူတို့စစ်စီအများကြီးရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကလေးဆိုပို့လို့လာပေါ့ငါးနေ့ထက်ကြော်ပြီးဆိုတော့မီးဘာဖြစ်လို့လာမရရလဲဒါပေမဲ့သိပါတယ်မိဘတွေကကျူးတောင်းတွေကတော့ထောက်ထားမရှိတာတို့နော်သူစီဟိုလာပြီးမဲ့တတိမရှိတာတို့မလာပြီးနိုင်ဘူးဒါတို့အမျိုးအများကြီးပဲနော်ဟုတ်တယ်နော်အခုဆိုကျွန်တော်လည်းဒီဆိုင်ရဒီကိစ္စနဲ့အခုဆိုကိုယ်တတိယလည်းမအားတာတို့စိတ်ရောမှာလို့သူစီလားစိတ်ရောမှာလေနော်စိတ်ရောမှာစီပူဆိုးတယ်လုံးဝမပေးဘူးဆိုတော့သူရဲ့တတိယတရောက်လာဟာဒီလိုလည်းမကြည့်ဘူးခိုင်းယူမဟုတ်ဘူးတော့လည်းမပေးတော့ထောက်ထားရပေးဘူးအဲ့ဒါဆိုတော့ကိုခဲ့ဒါပေမဲ့ဒီလည်းတော့ရှိတယ်ဒီပါတွေကကိုယ့်ရဲ့ကလေးကိုတူစားစိတ်ရှိနေတယ်နော်လုပ်ပြရနော်ပြန်ပြပြမယ်ဒါငါးနှစ်ရွယ်မှာဆိုရင်ကတိဒီလိုကလုပ်မဲ့ခါမှာဒီပါတွေတော့ဆိုရင်အဲ့ဒါတစ်ချက်ကတော့ကလေးငွေစင်းတော့လုပ်မှာပေါ့နော်ယူရဲ့ချက်ကတော့ကလေးကဖြစ်မနေကြောင်းနေရမယ်နော်ဒီကြောင်းဆိုတာက60ကျောင်းလို့လည်းအောက်မှာ60ကျောင်းပဲနော်တခြားကျောင်းအခုပေါ်လာတဲ့ကျောင်းတွေဆိုရင်မရဘူးအရင်ကပြင်အချာကြီးတဲ့ကျောင်းတွေကျွန်တော်ရတယ်တော်တော်လည်းအောက်မှာနေနေစီပါနော်
ပြီးလို့ဆိုရင်တော့ခုကတော့ထိုင်ကြမှာဆိုတော့ဘာမှသိကူကြဘူးဒါပေမဲ့တစ်ခုပဲကိုကလောက်ရမယ့်အစီကတော့တစ်စစ်3စစ်5စစ်ဒီမျိုးလဲရှိတယ်ရှိတဲ့အခါမှာဆိုရင်ဒေါင်းတော့ခါတခါလေးတိုင်းနလာပြေးတာရှိတယ်ဒီနလာတော့ပြန်တော့လုံးဝသိချတော့မပြီးနိုင်ကိုယ့်ရဲ့အတူတောင်းကြရအောင်နော်ဆိုတော့ဒီကဆိုအဖေကမွေးတော့အဖေရှိတယ်မရှိရလို့ဆိုင်သွားတယ်အဲ့ဒါကြောင့်ကိုလောက်ရဲ့အခုဆိုရင်ရုံးမှဆိုရင်သူတို့အကျိတ်လေးပြေးဆိုရင်အကြာကြီးပဲအကြာကြီးတဲ့အခါမှာဆိုရင်ဆရာမတွေကိုလည်းသိချာပြောပြပေးရမယ်ပေါ့နော်ဟုတ်ပြီလိုက်တဲ့အခါမှာဆိုရင်ဒီခုကကျွန်တော်တို့ချစ်လူတွေပေါ့နော်ဒါပေမဲ့နောက်ကျရင်လက်မရတဲ့အခါမှာဆိုရင်ထက်လို့လည်းလုံနိုင်အဲ့ဒီအခုပေါ့နော်ကြည့်ရတယ်ဒီနောက်တစ်ခုကတော့မိဘမှာမဖြစ်မနေပေါ့နော်အထောက်အထားရှိရမယ်အထောက်အထားရှိရတဲ့ဆိုတာကပြည်စုံကြရတယ်ပေါ့ဥပမာကိုအကိုခုပေါ့နော်ကန်ထားတဲ့အပိုင်းအောင်ကလားပိုင်းအောင်ကလည်းဆိုရင် CI ကြည့်ရမယ်ဘုကမိကလည်းကြည့်ရမယ်ဟုတ်တယ်ဟုတ်လားကြည့်လားအခုကန်ထားကြည့်လားကြည့်တယ်နော်ပြီးလို့ဆိုရင်အမတို့ကိုတို့လုံထားတဲ့တစ်သေးပဲပြီးအိတ်စီမပြီးဘာလို့လဲဆိုတာကကိုကကြည့်လို့ရနော်ဘာဖြစ်တော့အဲ့ဒီကိုရဲ့နမရဲ့အောက်မှာပုံရင်အောက်မှာလိပ်စာတွေကြည့်တာကြည့်ရနော်ကြည့်တဲ့အခါမှာဆိုရင်အော်ဒီလူကဘယ်ရက်ပဲမှနေတာလဲဒီလူကဘယ်လိုတစ်သေးစာလို့ပြန်ကြည့်ရတယ်လူရဲ့ပုံရတာစက်မှာဆိုရင်ပေါ့နော်ပြီးလို့ဆိုရင်မိဘလည်းဥမာပေါ့နော်အနေဆိုတော့တူးစီတော့အဆင်ပြေပြီဥမာကလေးကပေါ့နော်နှစ်ယောက်အဖေမေကမိဘအဓိကတော့မိဘပဲလို့ထားပေးတယ်ပေါ့နော်အဖိုးတို့ပွားတို့အတော်တို့လည်းအထောက်အထားရှိတယ်လုပ်ပြီးရမလားမပြောနဲ့လုပ်လို့မရဘူးဒါပေမဲ့လုပ်လို့မရတာကသူတို့ကအုပ်ပေးသူအနေနဲ့ပေါ့နော်ဥမာမိဘတွေကဆုံးသွားတာလို့သတိပြရတယ်ဒီမှာပြည့်ဘယ်လိုဆုံးပေါ့နော်ဒီထားတဲ့ကမှာပဲဆုံးပေါ့နော်ဒါနဲ့ကိုကသူတို့ဆုံးသွားတယ်ထောက်ထားပြနိုင်တယ်ဆိုရင်တော့ကိုကအုပ်ပေးသူအနေနဲ့လုပ်ပေးလို့ရတယ်